ကျွန်တော်အချောင်းနဲ့လဲငယ်တသိခံပြီးမှပြပြင်ကိုလို့ချီးမွမ်းခြင်းပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့မွေးရစာသီးကသူတော်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမြကြီးနားမြို့မှာနှစ်ခွဲသားအရွယ်မှာကျွန်တော်တို့မြကြီးနားမြို့ကိုရောက်လာတာဖြစ်တယ်ကျွန်တော်အဖေကြီးလည်းဓမ္မမှုတော်ဆောင်ဖြစ်ပါတယ်ဓမ္မမှုကျွန်တော်အဖေတော့မရှိတော့ပါဘူးအဖေမရှိတဲ့နောက်ပိုင်းမှာကျွန်တော်တို့ညီကောင်မ10ယောက်ရှိပါတယ်မိန်းကလေး4ယောက်ယောက်ျားလေး4ယောက်ကျွန်တော်တို့ဒီတိုင်းနာပါလာစကားနဲ့ကျွန်တော်အစီဆိုတာကနံပါတ်4သားမာတူကိုခေါ်တာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဒီမှာအဖေဆုံးတော့တဲ့နောက်ပိုင်းမှာကျွန်တော်တို့ညီကောင်မတွေဟာဖခင်ရဲ့တွင်တင်မှုအောက်မှာကောင်းကောင်းမွန်မွန်ကြီးပြင်းခဲ့တဲ့သူတွေမဟုတ်ဘူးကိုနီကိုဟန်နဲ့ပဲဒီသားသမီး4ယောက်10ယောက်အပေါ်မှာမိခင်တယောက်အနေနဲ့တာဝန်ယူဖို့ဆိုတာအမှန်တမ်းခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်ဖခင်ကမိသားစုမှာဦးကောင်းဖြစ်တယ်လို့ဒီဦးကောင်းပြုတ်သွားတဲ့အခါမှာကိုလည်းအင်္ဂါတွေဟာဘာမှလှုပ်ရှားလို့မရတော့ဘူးအဲ့လိုပဲကျွန်တော်တို့ညီကောင်မောင်မတွေအားလုံးမှာလည်းပဲဖခင်ရဲ့အလိုတော်ထဲမှာအသက်မရှင်တတ်တော့ဘူးကိုယ်အလိုနဲ့ကိုယ်အသက်ရှင်နေကျွန်တော်လည်းအရက်သမားဖြစ်တယ်အရက်တောက်တယ်ဆိုတာကနည်းနည်းတော့တောက်တော့မဟုတ်ဘူးမိုးလေးမျက်နှာမသိကတောက်တာပဲတနေ့ကုန်တောက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ဘဝသက်တာကိုနီကိုဟန်နဲ့ပဲတွာလာနေတဲ့အခါမှာအခက်အခဲတွေအများကြီးကြုံရတယ်ဆင်းရဲခြင်းတွေကြုံရတယ်ဒါမဲ့မစားရဘူးအခုတိုင်းနိုင်ငံတီးတီးမှာတချို့နိုင်ငံတွေမှာတရက်ကိုစံပြုတ်တနတ်တော်မစားရတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလူတွေနဲ့ထပ်မြခံစားရတယ်ဘာကြောင့်လဲဘုရားသခင်နဲ့အသက်မရှင်တဲ့အတွက်ကြောင့်ဖြစ်တယ်ကိုနီကိုဟန်နဲ့အသက်ရှင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒီကနေ့ထာဝရဘုရားသခင်အရာခတ်သိမ်းကိုသိတဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်ရဲ့စိတ်တော်အားလုံးကိုလည်းသိတယ်ဒါပေမဲ့ဒီစိတ်တော်အားလုံးမှာဘုရားသခင်ကိုအနံ့စေခြင်းနဲ့သူရှိမှလာစေခြင်းနဲ့ဒါပေမဲ့ကျွန်တော်ကကိုနီကိုဟန်နဲ့ပဲတွားနေတဲ့ခါမှာဘုရားနဲ့ဝေးနေအခက်အခဲပြဿနာဆိုတာကြုံတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တနိုင်းမှာဟောတုံမဏီဘက်မှာရွှေတူးရင်းနဲ့အဲ့ဒီမှာဘာထပ်ဖြစ်လဲဆိုဘိန်းစားထပ်ဖြစ်တယ်ဖိုရမတော့မဖြစ်ခဲ့ဘူးဘိန်းစားဘိန်းကလည်းတော်တော်ဆွဲသွားတယ်ကျွန်တော်စပင်းနဲ့အားလုံးကျွတ်သွားတာကျွန်တော်ကြည့်မယ်ဆိုရင်အသက်အရန်ကြီးတယ်လို့တွေ့ရမှာစပင်းကသိမရှိတော့ဆိုတော့ငှက်ဖြားကြောင့်ဘိန်းကြောင့်ဒီရတော့ကျွန်တော်တို့လုတ်တဲ့အခါမှာကျွန်တော်တို့စားတဲ့အခါမှာကျွန်တော်တို့တောက်တဲ့အခါမှာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကိုအကျိုးပေးတယ်လို့ခံစားရပြီမယ်သူတို့ဘာရဲ့အမြင်မှာအမတမညစ်ပတ်ရွှေရှာစရာကောင်းတဲ့လူကဲ့သို့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်မူရစီဝါဆိုတာကျွန်တော်တို့ဘဝကိုဘာမှအကျိုးမပေးနိုင်ဘူးရှင်းရှင်းပြောရင်ရွှေငွေအားဖြင့်လည်းမပေးနိုင်ပါဘူးကျွန်တော်ရဲ့ဘဝအသက်တာကိုအကောင်းဆုံးအကျိုးရှိနဲ့လောကမှာအသက်ပဲရှိနဲ့အသက်ရှင်စေနိုင်တဲ့သူကထောင်ရဖျားခင်တပါးလေးပဲဖြစ်တယ်အဲဒီကနိုင်မှာကျွန်တော်တို့ဖျားခင်ကယ်တာပဲဖျားခင်ကျွန်တော်ကိုပြန်ဖို့ရတော့လမ်းစေးမရှိတော့တဲ့အခါမှာကျွန်တော်တုံမီဈေးကိုရောက်တယ်သူများတွေဆက်လေးနဲ့ပြန်လို့ကျွန်တော်ပြန်ချင်တယ်အားကိုးရမေ့တယ်အမေလည်းမရှိဒီလည်းမရှိဒီကိုမောင်မတွေလည်းဘယ်မှကြည့်မရှိကိုကိုကြည့်ပြီးမှတနာတဲ့အကြည့်လေးနဲ့ကြည့်နေတဲ့သူတော်မရှိဘူးသူတို့ဘာလဲမျက်စောင်းတော့မထိုးချင်ဘူးပြောမစင်ဒါပေမဲ့ဆက်လေးစရာကိုကျွန်တော်တနာခံပြီးတော့ပြောတဲ့ခါမှာသူ့လည်းဖျားတဲ့ခင်စိတ်လုံးတကားဖွင့်ပြီးမှကျွန်တော်ကိုတနိုင်တိရောက်ပြီးတနိုင်ရောက်တဲ့အခါမှာကျွန်တော်တို့ဆွေမျိုးသားချင်းတွေကျွန်တော်တို့အဖေနဲ့အမှုတော်မှာလောက်ပေါ်ဆောင်ဘက်တွေတွေ့တဲ့အခါမှာကျွန်တော်လည်းမှတ်မိတဲ့အခါမှာအဲ့ဒီကကျွန်တော်မြကြီးနာတီကိုဆောင်ပြီးဒါတော့မှဘုရားသခင်ကကျွန်တော်ကိုကယ်တင်တယ်ဆိုတော့ကျွန်တော်နားမလည်သေးဘူးထိုင်းတော်ပြီးမှအလောက်တော်လောက်လေအဲ့ဒီစိတ်ကူးတယ်စိတ်ရလည်းမပြတ်သေးဘူးဒါပေမဲ့ကျွန်တော်ရန်ကုန်မှာကျွန်တော်အမတွေရန်ကုန်မှာကျွန်တော်ရောက်ဖက်ကဓမ္မမှုလို့ဆောင်ဖြစ်တယ်ရန်ကုန်EBI ဟိုမော်ဘီဘက်မှာအဲ့ဒီမှာကျွန်တော်ရောက်တဲ့ခါမှာကျွန်တော်ထိုင်းတော့ပဲစိတ်ကူးတယ်အဲ့ဒီမှာနေရတဲ့ခက်တဲ့ကိုယ်တွေကြိုက်ခဲတဲ့ချစ်စစ်လက်စစ်တွေကြိုက်တယ်ကောင်းတွေကြိုက်တယ်ကျွန်တော်အမတွေသိတယ်ဒါပေမဲ့သူတို့ကျွန်တော်ကိုစွတောင်းပေးတယ်ကျွန်တော်အဲ့ဒီအခါထိဘုရားခင်ကျွန်တော်ကိုဒီနေရာပို့ဆောင်တာဘာကြောင့်ပို့လဲဆိုတော့ကျွန်တော်နားမလည်သေးဘူးကျွန်တော်ဝန်မခံနိုင်သေးဘူးအဲ့ဒါနဲ့ညမှာညလုံးကျွန်တော်အမနဲ့ရောက်ပါစွတောင်းတယ်ဒါကိုကြားရတယ်နောက်ရက်တစ်နေ့မှာကျွန်တော်ပြောလဲဆိုမောင်လေး
နှုတ်ကပတ်တော်ခံယူလားကျမ်းစာကြောင့်တက်တယ်လားဆိုကျွန်တော်လည်းမမြင်ဘူးတခါတည်းပဲတက်မယ်လေဆိုမှကျွန်တော်လည်းချက်ချင်းပဲကျမ်းစာကြောင့်တက်ဖို့အတွက်ဝန်ခံလိုက်တယ်တကယ်တော့ထိုင်သွားမှလောက်တက်လို့ချင်တယ်အဲ့ဒါလည်းကျွန်တော်ကိုဆရာဦးညနာကြောင့်ပို့ပြီးတယ်အဲ့နောက်ပိုင်းမှာကျွန်တော်ဒီမြကြီးနားမှာရှိတဲ့ရက်တို့တင်တန်းလေးတွေကျွန်တော်တက်တယ်ရတဲ့ခင်ကအင်မတန်မှကောင်းမြတ်တဲ့ပြန်ဖြစ်ပါတယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်ရဲ့ဘဝအသက်တာယနေ့အချိန်ဒီခါမှာဂိမ်းပဲဘုရားသခင်ရဲ့အမှုတော်မှာဆောင်ရွက်ရတဲ့အဖြစ်ဘုရားသခင်ကျွန်တော်ကိုဦးဆောင်တယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေကျွန်တော်တို့မူရစီဝမသုံးကြပါနဲ့ဘာပဲလုပ်လို့ဘုရားသခင်အလိုတော်ရှိတဲ့အထက်မှာကျွန်တော်တို့လှုပ်ဆောင်ပြီးမှဘုရားသခင်အားကိုးခြင်းနဲ့ကျွန်တော်တို့လှုပ်ဆောင်နေစီဘုရားသခင်ကဘယ်ပဲချီးမြှောက်တဲ့ဘုရားသခင်ဖြစ်ပါတယ်ဒါဝိတ်လေးဟာတော့မှသုံးကြောင်းနဲ့သူ့အတွက်တင်ယူစရာဘာမှမရှိဘူးလေ့လာစရာဘာမှမရှိဘူးသူ့အတွက်သင်ခန်းစာဘာမှမရှိဘူးဒါပေမဲ့ဘုရားသခင်နဲ့သူအသက်ရှင်တဲ့အခါမှာဘုရားသခင်ကသူ့ကိုအနေဆုံးနဲ့အမြင့်ဆုံးရှင်ပြီးအရာဒီဘုရားသခင်ချီးမြှောက်တယ်သခင်ယေရှုခရစ်တော်ရဲ့ဆွေစဉ်မျိုးဆက်မှာမှပါလာတယ်အဲဒီလောက်ကြီးဘုရားသခင်ကချီးမြှောက်တဲ့ဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကိုချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်ကိုကယ်တင်တယ်လို့ဒီမှာရှိတဲ့ညီကောင်မောင်မရောက်စီတိုင်းကိုလည်းခေါင်းရကယ်တင်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ကလောကမှာခက်ခဲဆင်းရဲဒုက္ခတွေအများကြီးရှိတဲ့နေရာမှာကျွန်တော်တို့အသက်ရှင်နေရပြီမဲ့လေကျွန်တော်တို့မျောလင့်ခြင်းရှိတဲ့အရာပါလဲဆိုရင်ဝိခြင်းနာခြင်းသိခြင်းအလင်းမရှိတဲ့ဘုရားသခင်နိုင်ငံတော်မှာကျွန်တော်တို့အခမ်းများစွာပြင်ဆင်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားသခင်နာမတော်ကိုကျွန်တော်တို့တူတူကချီးမွမ်းကြရအောင်ကျွန်တော်ချီးမွမ်းခြင်းနဲ့အချင်းလေးကတော့အရာခတ်သိမ်းကိုသိမြင်တော်မူသောဘုရားသခင်ဖြစ်တယ်ဆိုတဲ့ဒီသုသမအသေးလေးအဖြစ်ဘုရားခင်ကုန်တော်ကိုချီးမွမ်းခြင်းပါတယ်နားဆင်ခွင့်ယူကြရအောင်